မြေအောက်လောကမှာရှင်သန်ကြတဲ့လူတိုင်းကြောက်ရပြီးလူတိုင်းအားကြရတဲ့ဆာကာမိုတိုဆိုတဲ့ကြေးသားလူသက်သမားတစ်ယောက်ရှိပါတယ်။သူကကြေးသံတွေကိုရှောင်ရှားနိုင်တဲ့ဒီလျင်မြန်လွှဲပြီးလူတွေမသိလိုက်ခင်မှာလည်းအပိုင်းပိုင်းဖြစ်အောင်လုပ်နိုင်တဲ့ရှိသူပါ။ဒါပေမဲ့တရက်မှာတော့စတိုးဆိုင်မှာဈေးဝင်ဝယ်ရင်မိန်းကလေးတစ်ယောက်ကိုတွေ့ကချစ်ကြိုက်သွားခဲ့ပြီးသူ့ရဲ့လူမိုက်ဘဝလည်းအဆုံးသက်သွားခဲ့ပါတယ်။သူကကြေးသားလောကကိုစွန့်ပေးခဲ့ပြီးအဲ့ဒီမိန်းကလေးနဲ့လက်ထက်ကကလေးတစ်ယောက်ပါမွေးခဲ့ပြီးအခုဆိုရင်တော့ဖက်တီကြီးဆာကာမိုတိုဖြစ်သွားခဲ့ပါပြီ။ဆာကာမိုတိုကစတိုးဆိုင်ကကောင်မလေးတစ်ယောက်ကိုယူကစတိုးဆိုင်တစ်ဆိုင်ဖွင့်လိုက်ပြီးသူ့ရဲ့ဆိုင်ကိုတော့အမြဲလာမွေးတတ်တဲ့ငပွေးတစ်ကောင်လေးရှိပါတယ်။ခုလဲအဲ့ကလေးကဆိုင်ထဲဝင်လာတဲ့လူရဲ့ပေါင်းမီကိုမှင်စွန်းအောင်လုပ်လိုက်မိပြီးကက်စတမာကဒေါသထွက်နေချိန်မှာပဲဖက်နဲ့ရထင်အောင်ပေါင်းမီကိုနင်းလိုက်မိပြန်ပါတယ်။ဒါကြောင့်ကက်စတမာကကလေးကိုထိုးကန်နေမှာဆာကာမိုတိုကဘောပင်နဲ့လေပင်ကိုစိတ်ကူးနဲ့ထိုးသက်လိုက်ပြီးလက်တွေမှာတော့လက်ကိုဆွဲခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲဆိုင်ထဲမှာရှိနေတဲ့လူငယ်တစ်ယောက်ကအောက်မီယိုးမှာရှိတဲ့မီကျော်နဲ့သွေးလူကျော်ကိုထိုးတာတကယ်ကောင်းတဲ့အကွက်ပဲလို့ပြောကသူ့နာမည်ကိုမိတ်ဆက်ခဲ့ပါတယ်။အဲ့ဒီလူငယ်ကတော့စိတ်ကိုဖက်နိုင်ပိုင်းရှိတဲ့ကြေးသားလူသက်သမားရှင်းပါ။အဲ့ဒီချိန်မှာပဲဆာကာမိုတိုကစိတ်ကူးနဲ့ရှင်းကိုရိုက်ခဲ့ပြီးရှင်းကတော့သူကဆာကာမိုတိုလက်အောက်မှာအရင်ကအလုံးလုံးဖူးသူဖြစ်ပြီးစိတ်ကူးနဲ့လူသက်မနေနဲ့လို့ပြောခဲ့ပါတယ်။အဲ့ဒီနောက်ဆိုင်ရှိမှာထိုင်ခဲ့ကြပြီးရှင်းကတော့ဆာကာမိုတိုကိုဖြောင်းပြကအရင်ကမြေအောက်လောကသားတွေဖိမ့်ဖိမ့်တောင်ကြောက်ရတဲ့ဂန်နဝင်ကြေးသားကြီးအဖြစ်ကိုမစွန့်ပစ်ဖို့ပြောနေပေမဲ့ဆာကာမိုတိုကတော့အစားမပြတ်ခဲ့ပါဘူး။ရှင်းကတော့အရင်ကစစ်သားတွေလိုပုံနဲ့စားတဲ့လူကအခုခောက်ဆွဲမှုပြောင်းတောက်နေတဲ့ဖက်တီကြီးဖြစ်နေရကြောင်းအထင်သေးနေပြီး secret ကိုထုတ်ကမီးကြီးဖို့လှုပ်ချိန်မှာတော့လှင်မြန်တဲ့အလင်းနဲ့ပိုင်းလိုက်ပြီးစစ်လိတ်မတော့ရစာတန်းကိုဆာကာမိုတိုကလက်ထိုးပြလိုက်ပါတယ်။ဒါကြောင့်ရှင်းလဲသွေးပြတ်သွားခဲ့ပြီးဖက်တီကြီးဖြစ်နေပေမဲ့အရင်လိုလှင်မြန်သက်ဖြစ်နေရကြောင်းသူ့ကိုတောင်အချိန်မြေးသက်သွားနိုင်တယ်လို့တွေးနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲလမ်းထဲကဦးလေးကြီးကဆာကာမိုတိုကိုအကူအညီတောင်းရရှိတယ်လို့လှမ်းပြောခဲ့ပြီးဆာကာမိုတိုရဲ့အကူအညီအနေနဲ့မြေအောက်လောကမှာနှစ်မျိုးမရှိရကြောင်းအယမ်းမျှော်လင့်သွားခဲ့ပြီးလိုက်သွားခဲ့ပေမဲ့ဦးလေးကြီးကတစ်ပင်မတက်နိုင်တဲ့ကြောင့်တစ်ပင်ခုတ်ခိုင်းတာဖြစ်နေပါတယ်။ဆာကာမိုတိုကကလေးတွေထမင်းမစားတဲ့အခါချော့ကျွေးပေးတာဘောလုံးတစ်လုံးနဲ့ကိုပြဿနာတက်နေတဲ့ကလေးတွေကိုနှလုံးဖြစ်အောင်လုပ်ပေးတာစတဲ့ရက်ွက်ထဲကပြဿနာတွေကိုလိုက်ရှင်းပေးနေရကြောင်းရှင်းကအလိုမကျဖြစ်နေပါတယ်။ရှင်းကတရုံမှန်ကိုဖုံးဖို့လုပ်နေရတွေကကျုပ်တွေဟာသားတစ်ခုလိုဖြစ်နေပြီးပြန်လာခဲ့မယ်လို့ပြောကထွက်လာခဲ့ပါတယ်။ကားပေါ်မှာတော့ရှင်းကဖက်တီကြီးဖြစ်နေပေမဲ့စောက်ရင်လန်းနေရကြောင်းအားကြနေပြီးအလုတ်ပြန်တူလုံးခွင့်ရရင်ကောင်းမယ်လို့တွေးနေတဲ့အချိန်ဖုံးဝင်လာခဲ့ပါတယ်။တကယ်တော့ဆာကာမိုတိုကိုဖြောင်းပြဖို့ဂိုင်းကောင်းဆောင်ကလွတ်လိုက်တာဖြစ်ပြီးမပါလာခဲ့ရင်တော့တခါတည်းအပြည့်ရှင်းဖို့ခိုင်းခဲ့တာပါ။အကြောင်းကတော့အဖွဲသားတယောက်ပျောက်ဆုံးခဲ့လျင်ကဘာမြေပေါ်ကတခါတည်းဖျောက်ပြစ်မယ်ဆိုတဲ့စီးမြင်ကြောင်းပါ။ဒါပေမဲ့ရှင်းကဆာကာမိုတိုကိုတတ်ဖို့အထိတော့ဘလို့လောက်ဘူးလို့ပြောတဲ့အခါဆာကာမိုတိုကိုရှင်းမတက်ရင်တခြားသူတွေကိုလှုပ်ပြီးတက်ခိုင်းမယ်လို့ဂိုင်းကောင်းဆောင်ကပြောခဲ့ပါတယ်။ဒါကြောင့်ရှင်းလဲသူအားကြရတဲ့ဂန်နဝင်လူစိုးကြီးကိုတခြားသူတက်တာတော့မခံတော့ပဲသူပဲတက်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တနေ့မနေ့မှာတော့အတန်တိတ်တနက်တက်လက်ကိုယူကစိုင်ထဲဝင်ခဲ့ပြီးဆာကာမိုတိုကိုထပ်မတွေ့ရတော့မှအတွက်နှုတ်ဆက်ကြောင်ပြောကပြစ်ခဲ့ပြီးဆာကာမိုတိုကလည်းငုံဆေးလုံးနဲ့ပြစ်လိုက်တဲ့ကြောင့်ဂျီနီယာလွဲသွားခဲ့ပြီးနောက်မှာတော့ဆာကာမိုတိုလည်းရေခဲကြောင်းနဲ့ပြစ်ကအာယုံပြောင်းခဲ့ပြီးစင်နောက်ကိုပုံခဲ့ပါတယ်။ဆာကာမိုတိုကတရေကုန်းကိုလက်ညိုးနဲ့လက်မကိုချိတ်ကငုံဆေးလုံးနဲ့ရှင်းကိုပြစ်ခဲ့ရကြောင်းရှင်းလဲထွက်ပြေးခဲ့ပြီးဆာကာမိုတိုကမုံတုံးနဲ့ပေါက်ကအလင်းမြက်နောက်ကနေတစ်ချက်တည်းလွှဲကန်လိုက်ပြီးရှင်းလဲမေးသွားခဲ့ပါတယ်။ပြန်လို့လာတဲ့အခါမှာတော့စတိုးဆိုင်ရဲ့အပေါ်ထဲမှာဖြစ်ပြီးဆာကာမိုတိုရဲ့သမီးကထမင်းစားဖို့ခေါ်ခဲ့ပြီးထမင်းစပွဲဝိုင်းမှာတော့သူ့ကိုအစိတ်ကက်ထားမလားလို့ရှင်းကတွေးနေခဲ့ပါတယ်။ဒါပေမဲ့ရှင်းကစိတ်တံကိုခံနိုင်အောင်ကြိုတင်လေ့ကျင့်ခဲ့ရကြောင်းအဆင်ပြေပါတယ်ဆိုပြီးစားလိုက်တဲ့အချိန်မှာတော့ကောင်းလွန်းလို့နှာရည်တွေနဲ့မျက်ရည်တွေပါကျသွားခဲ့ပါတယ်။အဲ့ချိန်မှာပဲရှင်းကမိသားစုဆိုတဲ့ခံစားချက်ကိုရရှိသွားပြီးဆာကာမိုတိုကိုကြည့်ကဆာကာမိုတိုကသူ့ရဲ့နေစဉ်ရိုးရှင်းတဲ့မိသားစုဘဝလေးကိုထိမ့်သိမ့်ခြင်းမှသဘောပေါက်သွားခဲ့ပါတယ်။ညသာစားပြီးတဲ့အခါမှာတော့ရှင်းကဆာကာမိုတိုကိုတောင်းပန်ကပြန်ခဲ့ပြီးဆာကာမိုတိုကကျေးဇူးတင်ပါတယ်နောက်လည်းပြန်လာခဲ့ပါဆိုတဲ့စာတမ်းပါတဲ့နေရာကိုလက်မထိုးပြခဲ့ပါတယ်။ခိုင်ကောင်းဆောင်ကတော့ဆာကာမိုတိုကိုကိစ္စမဖြစ်နိုင်ခဲ့ရကြောင်းရှင်းကိုပြစ်တင်နေပြီးရှင်းကဆာကာမိုတိုကိုအသက်ရှင်ကုန်ပေးဖို့ပြောတဲ့အခါအားလုံးကထားယူခဲ့ပါတယ်။ဒါကြောင့်ရှင်းကဆာကာမိုတိုစားသူ့အသက်ကိုယူပြီးဆာကာမိုတိုကိုအသက်ရှင်ကုန်ပေးဖို့တောင်းဆိုတဲ့အခါခိုင်ကောင်းဆောင်ကလက်ခံခဲ့ပြီးစိတ်ထဲမှာပြောနေတဲ့ရှင်းသိပြီးရင်လည်းဆာကာမိုတိုကိုထပ်တက်မယ်ဆိုတဲ့စကားကိုရှင်းကကြားလိုက်ရပါတယ်။ဒါကြောင့်ရှင်းကတနက်ပြောင်းလှည့်ကစတင်တိုက်ခိုက်ခဲ့ပြီးဆာကာမိုတိုကတော့အတန်ဖန်းဆက်ကနေတဆင့်နားထောင်နေခဲ့ပါတယ်။အဲ့ဒီနောက်သူ့ရဲ့စတိုးတိုင်းအန်ဆွဲကိုလှည့်ကသူ့ရဲ့လက်နဲ့တိုက်ကိုဖွင့်ခဲ့ပြီးကျင်သက်ကိုယူကထွက်လာခဲ့ပါတယ်။ရှင်းကတော့ဂိုင်းကလူတွေရဲ့စိတ်ကိုဖက်ကတိုက်ခိုက်ခဲ့ပြီးနောက်ဆုံးမှကြီးတကက်ပဲကြံမာတော့တယ်။အားကြောင့်ရှင်းကထွက်ပေါက်ရှာဖို့အပြင်ထွက်ပစ်ခဲ့ပြီးခြေထောက်ကိုတနက်မှန်သွားပြီးတဲ့နောက်မှာတော့အားလုံးရဲ့တနက်ပြောင်းဝါတွေကသူ့ကောင်းမဝဲနေတဲ့အချိန်ဆာကာမိုတိုကလူတွေကိုရှော့တိုက်ကကဲတင်သွားခဲ့ပါတယ်။အဲ့ဒီနောက်ဆာကာမိုတိုကတူတစုံကိုထုတ်ကကြီးတန်းတွေကိုဖမ်းခဲ့ပြီးဂိုင်းကလူတွေကိုပလာတာရိုက်သလိုကျဲဥလေးပါခောက်ပြီးအသေးစော်ပါတော့တယ်။ဒီလိုနဲ့နောက်ဆုံးကြံ့ငယ်တဲ့ဂိုင်းကောင်းဆောင်တွေတွေးပြက်နေပြီးကြံတဲ့ဖွဲ့သားတွေကိုတနက်နဲ့ဇက်တိုက်ပစ်ခိုင်းခဲ့ပြီးဆာကာမိုတိုကတော့သူ့ရဲ့လက်ဆွဲဓာတ်နှချောင်းကိုထုတ်ကကြီးတန်းတွေကိုလင့်မြန်တဲ့အချိန်နဲ့ရှောင်ခဲ့ပြီးအကုန်လုံးကိုတားဖော်လိုက်ပါတော့တယ်။ရှင်းကတော့ဘလို့ရောက်လာတဲ့နားမလည်နိုင်ဖြစ်နေပြီးမေးတဲ့အခါမှာတော့ဆာကာမိုတိုကတနက်ထဲက GPS ချစ်ပြားလေးကိုထုတ်ပြခဲ့ပါတယ်။အားလုံးပြီးသွားတဲ့အခါမှာတော့ရှင်းကထွက်သွားတော့မယ်လို့ပြောနေတဲ့အချိန်ဆာကာမိုတိုကအေဘရွန်ကိုပြစ်ပေးကတနာရန်ရှေ့ရနဲ့အလုံးဝင်လုပ်ဖို့ပြောခဲ့ပြီးပိုစုကြီးလေးတက်တက်ပေးမယ်လို့ပြောခဲ့ပါတယ်။ဒါကြောင့်ရှင်းကစတိုးဆိုင်မှာအလုံးဝင်လုပ်ခဲ့ပြီးအရင်ဖြတ်တန်းခဲ့တဲ့ဘွားမှာမရခဲ့တဲ့စိတ်ပျော်ရွှင်မှုတွေကိုရရှိခဲ့ပြီးဆိုင်မှာလာဝယ်သူတွေကိုစိတ်ဘက်ကလိုချင်တဲ့အရာတွေကိုကူရှာပေးခဲ့ပါတယ်။ဈေးဆိုင်မှာတော့ဆာကာမိုတိုကပုံမှန်တိုင်းသတင်းစာဖတ်နေပြီးရှင်းကတော့အရင်တွေကထိုးချက်တွေနဲ့အနီးကပ်တိုက်သွားတာတွေကယူကျင်စရာကောင်းကြောင်းပြောနေပါတယ်။ဆာကာမိုတိုကနားယူသွားတော့အကျန်းဆုံးဖြစ်နေပြီးခမရကသူတို့အားလုံးကိုတယောက်တည်းတက်လိုက်တာနော်လို့ပြောတဲ့ချိန်ဆာကာမိုတိုမိမကကြားသွားခဲ့ပြီးကြေးသားပြန်လုပ်နေတာလားလို့မေးခဲ့ပါတယ်။ဆရာကြီးဆာကာမိုတိုကတော့သူမိမရဲ့စကားသံကိုကြားတဲ့အခါတုန်လှုပ်သွားခဲ့ပြီးဇက်တိုက်ခေါင်းခါနေခဲ့ပါတယ်။ရှင်းကတော့အရင်တွေကသူတို့ကိုတက်လိုက်တာမဟုတ်ဘူးလားလို့ကတ်မေးခဲ့ပြီးဆာကာမိုတိုကတော့မသေးအောင်လုပ်ခဲ့တာလို့ပြောခဲ့ပါတယ်။ဆာကာမိုတိုရဲ့မိမကတော့မိသားစုစီးမြင့်ကိုဖောက်ပြရင်ကွာရှင်းမယ်လို့ပြောခဲ့ရကြောင်းဆာကာမိုတိုလည်းခေါင်းဆက်တိုက်ညှိငယ်ရပါတယ်။ရှင်းကတော့မိသားစုစီးမြင့်ဆိုတာဘာလဲလို့မေးနေပြီးဆာကာမိုတိုကတော့ရှင်းကိုအတွေးနဲ့ထပ်တက်လိုက်တာကြောင့်ရှင်းကထပ်မလုပ်ဖို့ပြောခဲ့ပါတယ်
အဲ့နောက်မှာတော့ဆာကာမိုတိုကရှင်းကိုခေါ်ကတရုတ်တန်းကိုထွက်လာခဲ့ပြီးလာရတဲ့အကြောင်းကတော့တရက်ကိုအခု90ပဲရောင်းတဲ့ဝတ်သားပေါက်စီလာဝယ်တာဖြစ်ပါတယ်ဇနီးတဲ့နဲ့သမီးဖြစ်သူကအဆိုင်ကဝတ်သားပေါက်စီကိုအရင်ကြိုက်တာကြောင့်ဆာကာမိုတိုကအမြဲတမ်းလာဝယ်တတ်ပါတယ်ဒီလိုနဲ့ဝယ်ပြီးပြန်လာတဲ့တနေရာမှာတော့တိုက်ပေါ်ကနေကောင်မလေးတယောက်ကခုန်ဆင်းလာပြီးဆာကာမိုတိုအပေါ်ကိုပြုတ်ကျသွားခဲ့ပါတယ်ဒါကြောင့်ဝတ်သားပေါက်စီတွေလည်းပျက်စီးသွားခဲ့ပြီးခဏကြာမှာတော့ဂိုင်းစတာတစုကရောက်လာခဲ့ပါတယ်ရှင်းကတော့ဆာကာမိုတိုကိုအမြဲလေးတာကောင်းမယ်လို့ပြောနေတာဆာကာမိုတိုကတော့အကုန်လစ်သွားပြီလို့ပြောနေပြီးသူသမီးနဲ့မိမဝမ်းထဲမှာကိုစိုးရိမ်နေရကြောင်းရှင်းကအဲ့ဒါတွေတွေးရမယ့်အချိန်မဟုတ်သေးဘူးလို့ပြောနေပါတယ်ကောင်မလေးကတော့လူဆိုးတွေကိုထိုက်ကြည့်တိုင်းခွဲကိုတုံးပြီးတကောင်ကြီးအမောက်သိပ်လိုက်နိုင်ပေမဲ့သတိလွတ်သွားတဲ့အချိန်မှာနောက်ကချုပ်တာကိုခံလိုက်ရပါတယ်ဒါကြောင့်ဂိုင်းစတာတကောင်ကဓာတ်ကိုထုတ်ကထွက်မပြေးနိုင်အောင်ခြေထောက်ကိုအရင်ထိုးမယ်လို့ပြောနေတဲ့အချိန်ဆာကာမိုတိုကဓာတ်ကိုချိုးပလိုက်ပါတယ်အဲ့နောက်ဆာကာမိုတိုကရှေ့ကနေအလင်းမြန်ဝင်လာကဓာတ်ကင်ထားတဲ့သူကိုထိုးလိုက်ပြီးရှင်းကလည်းချုပ်ထားတဲ့သူကိုနောက်ကနေမုံဘူးနဲ့ရိုက်လိုက်ပါတယ်နောက်ဆုံးကျန်တဲ့တနက်ကင်ထားတဲ့ကောင်ကိုတော့ကောင်မလေးကထိုက်ကြည့်တိုင်းကိုတုံးကခြေလက်ဒူးအစုံသုံးကတိုက်လိုက်ပါတယ်အဲ့နောက်ဂိုင်းစတာတစုထက်ရောက်လာပြီးဆာကာမိုတိုတို့ကိုတပွဲလေးထင်သွားကတနက်တင်နဲ့ပြစ်ခဲ့ရကြောင်းဆာကာမိုတိုလည်းကောင်မလေးကိုထမ်းကထွက်ပြေးခဲ့ပါတယ်တရုတ်တန်းကအခန်းတစ်ခုထဲမှာတော့ဂိုင်းကောင်းဆောင်ကကောင်မလေးမပါပဲပြန်လာတဲ့တပည့်တွေကိုပြစ်တင်ပြောဆိုနေပြီးလူတယောက်ကရောက်လာကပြစ်တင်ခံရတဲ့လူကိုခေါင်းဖြတ်တက်လိုက်ပါတယ်တက်လိုက်တဲ့လူကတော့ဘတ်ချိုဖြစ်ပြီးဘတ်ချိုကခေါင်းပြက်ကိုယူကစော့နေရကြောင်းစွန်ဟီကလူသေးအလောင်းနဲ့မစော့ဖို့ပြောခဲ့ပါတယ်ဘတ်ချိုနဲ့စွန်ဟီကညီကိုတွေဖြစ်ကြပြီးနှစ်ယောက်လုံးကလူတက်ရတာဝါသနာပါတဲ့စိတ်တစကြေးသားတွေပဲဖြစ်ပါတယ်ဒါကြောင့်ဂိုင်းကောင်းဆောင်ကကောင်မလေးစီကတော့ကိုယူဖို့ပြောခဲ့ပြီးတော့ရရင်မြေအောင်လောကမှာချဲလဲနိုင်ပြီလို့ပြောခဲ့ပါတယ်ဆာကာမိုတိုတို့ကတော့တိုက်ပေါ်မှာပြေးနေကြရပြီးကောင်မလေးကမြေအောင်လောကမှာနာမည်ကြီးတဲ့လူမာဖီးယားဖွဲ့ကောင်းဆောင်ရဲ့တမီးဖြစ်ပြီးသူ့နာမည်ကိုလူရှိုးထန်လို့မိတ်ဆက်ခဲ့ပါတယ်သူမိဘတွေကတော့တော့နဲ့သူ့ကိုကာကွယ်ရင်ဆုံးမသွားပြီဖြစ်ပြီးသူကလည်းမိဘတွေရဲ့လမ်းတိုင်းတော့ကိုကာကွယ်ရမယ်လို့ပြောနေပါတယ်အဲ့နောက်လူကပြဿနာတွေဝင်ပါစေပြီလို့တောင်းပန်ကြောင်းနဲ့တွားတော့မယ်လို့နှုတ်ဆက်ခဲ့ရကြောင်းရှင်းကလည်းထွက်သွားဖို့လုပ်ခဲ့ပြီးဆာကာမိုတိုကဆွဲကတားခဲ့ပါတယ်ဆာကာမိုတိုကလူကိုဝတ်သားပေါက်စီလောက်တက်လာလို့မေးကအပေးယူနေတဲ့ဆာကာမိုတိုတို့ကလူကိုကူညီပေးမှဖြစ်ပြီးလူကတော့ပြဿနာတွေပြီးသွားရင်ဝတ်သားပေါက်စီလှုပ်ကြွေးရမယ်လို့ပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအမတ်မတင်ဘတ်ချိုတို့ညီနောင်ရောက်လာပြီးဆာကာမိုတိုရဲ့မျက်နှာကိုအိနေအောင်ကန်လိုက်ပါတယ်စွန်ဟီကဘတ်ချိုလူတက်တာအရသာမရှိဘူးလို့ပြောနေပြီးဘတ်ချိုကတော့လူသက်ရောက်ဖို့ကအဓိကဖြစ်ပြီးမဲဆန္ဒရှိရင်အလောင်းတွေကိုတေချာစီပေးမယ်လို့ပြောခဲ့ပါတယ်ရှင်းကတော့ဒီနှကောင်ကဘာတွေလဲလို့လူကိုမေးခဲ့ပြီးလူကတော့ဘတ်ချိုတို့ညီနောင်ကအမှားတွေဖြစ်ပြီးငှားရဲကကြေးများပေမဲ့သူတို့ရဲ့ပြစ်မဲ့တွေကိုတစ်ခါမှမလွတ်ဘူးလို့ပြောခဲ့ပါတယ်ဒါအပြင်သူတို့ညီကိုတွေကကွန်ဆက်လူတက်ရတာကိုသဘောကျနေပြီးတက်ပြီးသားခေါင်းတွေကိုလည်းဖျက်ကပုံတူဆွဲထားတဲ့တကယ်ယူသွတ်တဲ့လူတွေလို့ပြောနေပါတယ်အဲ့နောက်ဘတ်ချိုကလူကိုဓာတ်နဲ့ခေါ်ဖို့လှုပ်ချိန်မှာတော့ဆာကာမိုတိုကအလင်းရဲ့အလင်းတိုင်းရှောက်လာကထိုးချလိုက်ပြီးဘတ်ချိုလည်းမှောက်သွားကအပြင်းလုံးတာကြောင့်မျက်နှာကျက်ပါပြိုကျခဲ့ပြီးအကုန်လုံးအခန်းတစ်ခုလည်းရောက်သွားခဲ့ပါတယ်ခန်းထဲရောက်တဲ့ခါမှာတော့စွန်ဟီကဆာကာမိုတိုကိုမင်းဘသူလဲလို့မေးကမဖြေခဲ့ရကြောင်းလူဘက်လက်ကတော့ကိုပေးရင်လှလှပပတေးကုန်ပေးမယ်လို့ပြောခဲ့ပါတယ်လူကတော့တော့သူ့တက်နဲ့လဲကကာကွယ်သွားမယ်လို့ပြောခဲ့ပြီးဘတ်ချိုတို့ကတော့မင်းမိဘတွေလည်းမသိခင်မှာအဲ့လိုပြောသွားတာပဲလို့ပြောခဲ့ပါတယ်ဒါကြောင့်လူကဒေါသထွက်ကတိုက်ခိုက်ဖို့လုပ်ခဲ့ပြီးဆာကာမိုတိုကတော့ဆွဲကနောက်ကိုရမ်းလိုက်ပါတယ်လူကတော့သူတို့အိမ်ရဲ့မီးကန်တစ်တာတော့ဖြစ်ပြီးမီးကန်တစ်တာထဲမှာဘိုးဘေးတွေရဲ့ဆန္ဒနဲ့မျိုးရိုးအဆက်ဆက်အတွက်မျှော်လင့်ချက်တွေပါတယ်လို့ပြောခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲစွန်ဟီကလူကိုဓားကြုံနဲ့ပောက်ခဲ့ရကြောင်းဆာကာမိုတိုကဖမ်းခဲ့ပြီးလူကသူ့ကိုဘာလို့အသက်နဲ့လဲကာကွယ်နေရလဲလို့မေးခဲ့ပြီးဆာကာမိုတိုကတော့အရင်ကအေးမြတဲ့စောင်းတညကိုအမှတ်ရသွားခဲ့ပါတယ်အဲ့ဒီညမှာဆာကာမိုတိုကသူ့ဇနီးလောင်းလေးကိုလက်ဆောင်ပေးဖို့သွားခဲ့ပြီးပါးမှာသွေးတွေဆွနေရကြောင်းဇနီးဖြစ်သူကလူသက်လာပြန်ပြီလားလို့မေးခဲ့ပါတယ်ဆာကာမိုတိုကတော့အလောက်ရဆွမ်းတာဖြစ်ပြီးအဲ့ຢာတွေကိုလုံးဝလက်ဆောင်တွေကိုပေးနိုင်မှာလို့ပြောခဲ့ရကြောင်းဇနီးဖြစ်သူကဆာကာမိုတိုကိုပြောင်းလဲလို့မရရင်ပေါင်းဖက်ဖို့မဖြစ်နိုင်ဘူးလို့ပြောကအောက်ကိုခုန်ဆင်းခဲ့ပါတယ်ဒါကြောင့်ဆာကာမိုတိုလည်းအမြန်ခုန်ဆင်းကဖက်ခဲ့ပြီးကန်ကောင်းစွာနဲ့နှစ်ယောက်လုံးကနှင်းတို့တွေပေါ်ကျသွားခဲ့ပါတယ်ဇနီးဖြစ်သူကတော့သူမရှိရင်ဆာကာမိုတိုဝမ်းနဲ့ကြေကွဲနေရမှာဖြစ်တာကြောင့်သူ့ကိုရှိစေခြင်းလူထက်မတက်ဖို့ဂတိတောင်းကတက်ခဲ့တဲ့သူတွေကိုပြန်ပေးဆက်တဲ့အနေနဲ့အကူအညီလိုတဲ့သူတိုင်းကိုကူညီပေးရမယ်လို့ပြောခဲ့ပါတယ်ဆာကာမိုတိုရဲ့အတွေးတွေကိုဝင်နားထောင်နေတဲ့ရှင်းကတော့အဖြစ်အပျက်တွေကိုကြားကမျက်ရည်ပါဝဲသွားခဲ့ပြီးဆာကာမိုတိုကတော့တွေးထက်တာတိတ်အောင်လက်ကိုဆုပ်ခဲ့ပြီးရှင်းကိုလူမတက်ဖို့ပြောခဲ့ပါတယ်အဲ့နောက်ဘတ်ချိုတို့ညီကိုကတိုက်ခိုက်ခဲ့ပြီးဘတ်ချိုကဓာတ်နဲ့ခုတ်ချိန်မှာတော့ဆာကာမိုတိုကစင်းနီတုံးနဲ့ကရောက်ချိုတွေဇွန်းတွေကိုလက်နဲ့အဖြစ်သုံးပြခဲ့ပါတယ်ရှင်းကတော့ဆာကာမိုတိုဘက်ကနေဝင်တိုက်ခဲ့ပြီးဆာကာမိုတိုကတော့စွန်ဟီပစ်လိုက်တဲ့ဓာတ်တွေကိုလက်ကြားညက်ဖမ်းခဲ့ပါတယ်တာမန်တိုက်ကွက်တွေနဲ့တိုက်ခိုက်ဖို့မဖြစ်နိုင်တာကိုသိတဲ့စွန်ဟီကတော့သူ့ညီကိုစူပေါင်းတိုက်ခိုက်ဖို့ပြောကတန်မတိတိုက်ကွက်ငရဲခုတ်ချက်ကိုတောင်းခဲ့ပြီးအလင်းမြန်ခုတ်ခဲ့ပေမဲ့ဆာကာမိုတိုကတော့ချေရတစ်ခုတောင်မထင်အောင်ရှောင်လိုက်နိုင်ပါတယ်ရှင်းကတော့ဆာကာမိုတိုကိုအကျော်ပြေကောက်ခါကပ်ပေးကစွန်ဟီတို့ကလည်းချေရတောင်မထင်ခဲ့ရကြောင်းထိတ်လန့်ခဲ့ပြီးဒီတိုင်းကွက်ကိုမြင်ရတာမင်းကတတိယမြောက်လူပဲလို့ပြောကတိုင်းကွက်ကိုထုတ်နေတဲ့အချိန်ဆာကာမိုတိုကဘတ်ချိုကိုဟင်းရီအုံနဲ့ရိုက်ကအမှောက်သိမ်းလိုက်ပါတယ်စွန်ဟီကတော့ဆာကာမိုတိုစီပြေးကဓာတ်နဲ့ခုတ်ခဲ့ပြီးဆာကာမိုတိုကဒဲအုံနဲ့ဓာတ်ကိုရိုက်ချိုးလိုက်တဲ့ကြောင့်စွန်ဟီလည်းထိတ်လန့်သွားခဲ့ပါတယ်ရှင်းကတော့ဆာကာမိုတိုရဲ့လက်ကိုအနာကက်ပလာတာကပ်ပေးခဲ့ပြီးစွန်ဟီကတော့ဆာကာမိုတိုကိုတိုက်ဖို့မလွယ်ရကြောင်းတော့ကိုပဲယူမယ်လို့စိတ်ထဲကနေပြောကလူစီပြေးသွားခဲ့ပြီးရှင်းကတော့စိတ်ဖက်လိုက်နိုင်တဲ့ကြောင့်လေဘင်းကိုကျိုးနဲ့ဆွဲကရမ်းလိုက်ပြီးလဲကျသွားချိန်မှာတော့ဆာကာမိုတိုကရေခဲတစ်တာရိုက်ချက်နဲ့အဆုံးသတ်လိုက်ပါတယ်အဲ့နောက်လူကရှင်းတို့ကဘယ်သူလဲလို့မေးခဲ့ပြီးဆာကာမိုတိုကတော့အလုသမားတွေပါလို့ပြောခဲ့ပါတယ်လူရဲ့အိမ်မှာတော့ဂိုင်းကောင်းဆောင်ကမီးကန်တစ်တာကိုဖွင့်လို့မရအောင်ဒေါသထွက်နေပြီးဆာကာမိုတိုတို့ကဘာချိုတို့ညီကိုနှစ်ယောက်ကိုချုပ်ကရောက်လာခဲ့ပါတယ်လူကတော့တယောက်လဲကြံတဲ့ဂိုင်းကောင်းဆောင်ကိုအာလူသီးပင်ဖြစ်အောင်ရိုက်ခဲ့ပြီးရှင်းကမိဘတွေကိုတတ်ခဲ့တာမို့အဲ့ထက်ပိုထိုးဖို့လိုတယ်လို့ပြောကရှေ့တိုးတဲ့အချိန်ဆာကာမိုတိုကစိတ်ကူးနဲ့ဇက်ချိုးတက်လိုက်တာကြောင့်စိတ်ကူးနဲ့လူမတက်ဖို့ရှင်းကထပ်ပြောခဲ့ပါတယ်လူကတော့ကိုယ့်ကိုဒေါသထွက်အောင်လုပ်တိုင်းတက်ဆက်ရတော့မလိုပါဘူးလို့ပြောကအထဲကိုတောဖွင့်ဝင်ခဲ့ပြီးအထဲမှာတော့ရွှေငွေရတနာတွေစာအုပ်တွေအရုပ်တွေကိုတွေ့ခဲ့ပါတယ်ရှင်းကတော့စရင်စာအုပ်တွေကိုတွေ့ခဲ့ပြီးအထဲမှာတော့လူမီသားစုခေါင်းဆောင်တွေကသူတို့တန်ဖိုးထားရတဲ့ပစ္စည်းကိုအခန်းထဲမှာထားရမယ်ဆိုတဲ့စာတမ်းကိုတွေ့ခဲ့ပါတယ်လူကတော့သူ့ဖေနာမည်ပါတဲ့အရက်ပလင်းနဲ့စာရေးကိုဖွင့်ကြည့်ခဲ့ပြီးအထဲမှာတော့လူရွယ်ရောက်လာရင်အတူတူတောက်မယ်ဆိုတဲ့စာသားကိုတွေ့ခဲ့ပါတယ်အဲ့ဒီနောက်လူကဆာကာမိုတိုတို့ကိုကျေးဇူးဆက်တဲ့အနေနဲ့တိုက်မယ်လို့ပြောကကြေမွနေတဲ့ပေါက်စီတွေကိုအရန်နဲ့မြည်ခဲ့ကြပါတယ်
နောက်တစ်နေ့မှာတော့ဆာကာမိုတိုကလူကိုပါဝန်ထမ်းခန့်လိုက်ပြီးလူကတော့ဆိုင်အတွက်ဝတ်သားပေါက်စီလုပ်ပေးရမှာဖြစ်ပါတယ်ဆာကာမိုတိုကတော့ရှင်းတို့ကိုမိသားစုဝင်ဖြစ်လာကြောင်းစီးမြစ်စာကိုပြခဲ့ပြီးစာအုပ်ထဲမှာတော့စီးမြစ်အနေနဲ့လူမတက်ရတာကိုရေးထားပါတယ်မြေအောက်လောကရဲ့ဖွဲ့စည်းကောင်စီကိုတော့ JAA ကနေဆာကာမိုတိုကိုရန်1ဘီလီယံနဲ့ဝရမ်းထုတ်တဲ့စာကြီးရောက်လာခဲ့ပါတယ်ဈေးတိုင်းမှာတော့တစ်ခါမှလုံးမလုပ်ဘူးတဲ့လူကအဆက်ပြဘူးတွေကိုရေခဲတက်တာတွေထည့်ထားကြအောင်အရင်ကလောက်ကောလောက်ပြီးရလားလို့ရှင်းကမေးခဲ့ပြီးလူကသူမိဘတွေရဲ့လုံမှာဘာမှမသိတဲ့အိတ်တွေမျိုးကိုလူကကျိုးနေကူတူးပေးခဲ့ဘူးတယ်လို့ပြောခဲ့ပါတယ်ဒါကြောင့်လှုပ်ထုတ်ပေးဖို့ရှင်းကဆာကာမိုတိုကိုပြောခဲ့ပြီးဆာကာမိုတိုကဒီနေရာမှာဒီလိုစကားတွေမပြောဘူးနဲ့ရှင်းကိုတောင်းပန်ဖို့လူကိုပြောကလူကိုဝတ်သားပေါက်စီလုပ်ဖို့ပြောခဲ့ပြီးရှင်းကိုတော့စိုင်ရှစ်တပြက်စီလဲဖို့ပြောခဲ့ပါတယ်အမြဲတမ်းတိတ်ဆိတ်ပြီးစကားနေတဲ့ဆာကာမိုတိုကစကားများနေရကြောင်းရှင်းတဲ့လူတို့ကအံ့ဩနေပြီးခဏကြာမှတော့စိုင်ထဲကိုဆာကာမိုတိုနောက်တစ်ယောက်ဝင်လာခဲ့ပါတယ်ဝင်လာတဲ့ဆာကာမိုတိုကကောင်တာမှာထိုင်လိုက်ပြီးသတင်းစာဖုံးဖက်နေတဲ့အချိန်အရင်ရှိနေတဲ့ဆာကာမိုတိုကဓာတ်နဲ့ထိုးလိုက်တဲ့ကြောင့်ဆာကာမိုတိုကရှောင်းလိုက်ပြီးတယောက်လည်းဘေးမှာတနက်ချိန်ထားပြီးတယောက်လည်းဘေးမှာဓာတ်ထောက်ထားတဲ့အချိန်တွေဖြစ်သွားခဲ့ပါတယ်အဲ့ဒီနောက်ဆာကာမိုတိုကမတွေ့တာကြာပြီးတော့နာဂူမိုလို့ပြောလိုက်တဲ့အချိန်နာဂူမိုကမူလပုံပြန်ပြောင်းသွားပြီးလက်ရည်မကျသေးဘူးပဲလို့ပြန်ပြောခဲ့ပါတယ်ရှင်းကတော့ကိုပါပုံနဲ့လိုက်လို့တာပြင်စိတ်ကိုပါဖက်လို့မရအောင်အံ့ဩနေပြီးနာဂူမိုကတော့ရှင်းတို့ကိုလက်ညှိုးထိုးကရီခဲ့ပါတယ်ဒါကြောင့်ရှင်းတို့လည်းဒေါသထွက်ကနှစ်ယောက်ပေါင်းပြီးနာဂူမိုရဲ့ခေါင်းပေါ်အာလူးပင်စိုက်ပြီးလိုက်ပါတယ်နာဂူမိုကတော့သူကအသက်18ရှိပြီးဆာကာမိုတိုရဲ့တငယ်ချင်းဖြစ်ကဟိုဘက်လမ်းကစတိုးဆိုင်မှာနေတာလို့ပြောခဲ့ပြီးလမ်းဟိုဘက်မှာစတိုးဆိုင်မရှိဘူးလို့လူကပြောနေတဲ့အချိန်ဆာကာမိုတိုကအရင်ကကြေးသားတူတူလောက်ခဲ့ကြတဲ့တငယ်ချင်းဖြစ်ပြီးအသက်က20ခုရှိပြီလို့ပြောခဲ့ရကြောင်းအလင်ညာတွေပဲပြောနေရဆိုပြီးရှင်းတို့ကအာလူးပင်ထက်ဆိုင်ကချုပ်ထားလိုက်ပါတယ်နာဂူမိုကတော့ဆာကာမိုတိုတို့ကိုရန်1ဘီလီယံနဲ့စုချေးထုတ်ထားတယ်လို့ပြောခဲ့ပေမဲ့ရှင်းတို့ကတော့မယုံကြည်ပဲကလေးတောင်အဲ့ထက်ပိုလိန်နေတယ်လို့ပြောခဲ့ပါတယ်နာဂူမိုကတော့ JA ကနေတရားဝင်ထုတ်ပြန်တာဖြစ်ပြီးမနေ့ပြန်ထိတော့ line မတင်ဘူးလို့ပြောနေတဲ့အချိန်ပြည်သာပို့တဲ့လူတယောက်ကစိုင်ထဲကိုဝင်လာခဲ့ပါတယ်။နာဂူမိုကတော့ဆာကာမိုတိုရဲ့သတင်းကတော့တချို့ကတော့ကြားပြီးနေပြီလို့ပြောနေတဲ့အချိန်ရှင်းကပြည်သာပို့တဲ့လူရဲ့စိတ်ထဲကနေဒီလူလောက်တော့အလွယ်လေးတတ်နိုင်နေဆိုတဲ့စကားကိုကြားခဲ့ပါတယ်။အဲ့ဒီနောက်ပြည်သာပို့တဲ့လူကငါတို့ပြည်သာနာကာကြီးမာကိုဝင်ကုန်ပေးတာမယုံနိုင်ကြောင်းနဲ့အားလုံးကိုစားလာမီလို့လုပ်ပြမယ်လို့ပြောခဲ့ပြီးနာဂူမိုလေဘင်းကိုဓာတ်နဲ့ထောက်ကအကြက်ကင်နေပြီမဲ့ဆာကာမိုတိုနဲ့လူကတော့ပြည်သာထိုင်စားနေခဲ့ပါတယ်။နာဂူမိုကတော့လျှက်ရပြပြည်သာနာကာကြီးမာရဲ့နောက်ကနေလေဘင်းကိုညှစ်ခဲ့ပြီးသူ့မလိန်နာကိုယုံပြီလားလို့ပြောခဲ့ပါတယ်ဆာကာမိုတိုကတော့နာဂူမိုကိုလူမတက်ဖို့ပြောနေပြီးနာဂူမိုကတော့နောက်ထပ်ရောက်လာမယ့်ကောင်းတွေကဒီလိုငပိန်းတွေမဟုတ်လို့တတိထားဖို့ပြောကပြည်သာသမားကိုဆိုင်ရှိထိုင်းခဲ့ပြီးရှင်းကထွက်ကြည့်တဲ့အချိန်မှာတော့လျှက်တစ်ပြက်ပျောက်သွားခဲ့ပါတယ်ခန်းတစ်ခုထဲမှာတော့ကျေးသားလူသက်ကောင်းတွေစုနေကြပြီးအားလုံးကဆာကာမိုတိုကိုအထင်သေးစွာပြောဆိုနေချိန်လူတစ်ယောက်ကဆာကာမိုတိုကအော်ရာအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးသူ့ကိုတိုက်ခိုက်ဖို့ဆိုဟာကွဲတဲ့အချိန်နေရာကိုရှာပြီးတေချာတိုက်ရိုက်လိုက်မယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့ကျေးသားလူသက်သမားတစ်ယောက်ကတော့ဆာကာမိုတိုကအနားယူသွားတာ9နှစ်ရှိပြီမို့အဲ့လောက်လည်းမစွမ်းလောက်တော့ပါဘူးလို့ပြောနေချိန်ပြည်သာဘူးမှာပါတဲ့ကင်မရာကနေဆာကာမိုတိုကသူ့ကိုဆက်ဆောင်ကြည့်နေမယ်ဆိုရင်ငရဲဆိုတာဘာလဲပြပြီးမယ်လို့ပြောကကင်မရာကိုပစ်ခဲ့ပါတယ်ဒီလိုနဲ့ဆာကာမိုတိုတို့ဘယ်လိုဖြေရှင်းရမလဲအကြံထုတ်နေချိန်ဟာနာတို့ရောက်လာပြီးမနေ့ပြန်အားလေးရဲ့အတွက်အစင်းသင်းဖြစ်ပြီလားလို့ပြောခဲ့ရကြောင်းပန်းညံကိုတွားဖို့အစီအစဉ်မေးနေတဲ့ဆာကာမိုတိုတုံ့လို့တွားခဲ့ပါတယ်ပန်းညံကိုရောက်တဲ့အခါမှာတော့ရှင်းကဒီနေ့အတွက်သူတို့တာဝန်ကဆာကာမိုတိုမိသားစုကိုကောက်ွယ်ဖို့ပဲလို့လူကိုပြောခဲ့ပါတယ်ရှင်းကခက်ခဲတဲ့အခြေအနေတွေမှာမိသား30တွင်းကလူတွေရဲ့စိတ်ကိုဖက်နိုင်ပြီးလူတွေကအများအပြားလူသက်ချင်တဲ့ကစိတ်လှုပ်ရှားတတ်တယ်လို့ပြောခဲ့ပါတယ်အဲ့နောက်ဆာကာမိုတိုကိုရန်သူချင်းကက်လာကြောင်းပြောခဲ့ပြီးနှစ်နာရီကအမျိုးသားကိုတတိထားဖို့ပြောခဲ့ပါတယ်အဲ့လူကတော့တန်ရှင်းရေးသမားခြေသားပဲဖြစ်ပါတယ်ဒီလိုနဲ့တန်ရှင်းရေးသမားပုံစံနဲ့အနားကက်လာတဲ့အချိန်ဆာကာမိုတိုကဘောဝင်တစ်ချောင်းကိုယူကခန္ဓာကိုယ်အလေတက်တက်ကိုတစ်ချက်တောင်မကြည့်ပဲထိုးဆိုင်လိုက်ပြီးရှင်းတဲ့လူကခြေရလက်ရကိုရှင်းခဲ့ရပါတယ်ရှင်းတို့အမိုက်ရှင်းနေတာကိုတော့ခက်ဝေးကနေလူတစ်ယောက်ကကြည့်နေပြီးရှင်းကစိတ်ဖက်တက်တာကြောင့်စိုးရင်ရပြီမဲ့ဘာမှမတွေးရင်ဘာမှဖက်စရာမရှိတဲ့အတွက်ဘာမှမတွေးတော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်ဒီလိုနဲ့ရှင်းကဘေးနားကလူတွေကိုစိတ်ဖက်နေပြီးကျေးသားကဘာမှမတွေးခဲ့ရကြောင်းရှင်းရဲ့အနားကနေအေးဆေးပဲဖျက်ရှောက်နိုင်သွားခဲ့ပါတယ်အဲ့နောက်ရိုလာကိုစတာစီးခဲ့ကြပြီလူကရှေ့ကနေထိုင်နေတဲ့သပင်ငွေရောင်တဲ့လူကထူးဆန်းနေကြောင်းပြောခဲ့ပြီးမြရှင်းကသူ့စိတ်ထဲမှာဘာမှတွေးမနေဘူးလို့ပြောတဲ့အချိန်ငွေရောင်သပင်တဲ့လူကသူ့ကိုတတိထားမိသွားပြီလားလို့တွေးခဲ့ရကြောင်းရှင်းကချက်ချင်းသိသွားခဲ့ပြီးဆာကာမိုတိုကိုတတိပေးခဲ့ပါတယ်သပင်ငွေရောင်နဲ့ကြေးသားကတော့ဆာကာမိုတိုကိုတနက်နဲ့ပစ်ခဲ့ပြီးဆာကာမိုတိုကကြီးကမျက်မှန်နဲ့လှမ်းကလိုက်နိုင်ပြီးရှင်းကအဝိုင်းဘက်စီရောက်တဲ့အခါခုံကသပင်ငွေရောင်တဲ့လူစီဆင်းခဲ့ပြီးအဲ့လူကိုဆွဲကခုံဆင်းခဲ့ပြီးနောက်မှာတော့နှစ်ယောက်လုံးတန်လန်းပေါ်ကျသွားခဲ့ပါတယ်ရှင်းကတော့ဒီနေ့နားရက်ယူထားတာကိုမင်းကြောင့်ချိန်ဖို့ဆင်းရတော့မယ်လို့ပြောနေပြီးစိတ်ဖက်ဖို့ကြိုးစားပြီးမှမအောင်မြင်မဲ့ရထားရောက်လာတဲ့အခါမှာတော့ခုံခဲ့ပြီးငွေရောင်သပင်တဲ့လူကလည်းဓာတ်နှချောင်းကိုတပြိုင်နက်ပစ်လိုက်ပါတယ်ဒီလိုနဲ့ရှင်းလဲရှောင်ဖို့ခက်ခဲခဲ့ရကြောင်းဓာတ်တစ်ချောင်းနဲ့ခြေထောက်ကိုရှက်ထိကပြုတ်ကျလာခဲ့ပြီးဓာတ်မှာပါတဲ့အစိတ်မိကအများအယုံဝေဝါးသွားခဲ့ပါတယ်။သပင်ငွေရောင်တဲ့လူကတော့ရှင်းနဲ့ဆာကာမိုတိုကတေးရမှာကိုကြောက်နေပြီးအဲ့ကြောက်စိတ်ကြောင့်ပဲအားနဲ့သွားတာလို့ပြောခဲ့ပြီးရှင်းကတော့ဆာကာမိုတိုတေးရမှာကြောက်တာကသူ့မိသားစုကိုအဆုံးထိမကာကွယ်နိုင်မှာကြောင်းလို့ပြောခဲ့ပါတယ်။အဲ့နောက်ယထာကနောက်တစ်ဖန်ပြန်ရောက်လာပြီးရှင်းကနေနေလေးခုံခဲ့ရကြောင်းသပင်ငွေရောင်တဲ့လူကအံ့ဩနေပြီးရှင်းကယထာကုံကိုခြေကန်ကအရှိန်နဲ့ငွေရောင်သပင်တဲ့လူကိုပြစ်ဖက်ခဲ့ပြီးနှစ်ယောက်လုံးယထာပေါ်ပါသွားခဲ့ပါတယ်။လုံးနဲ့ရှင်းနဲ့ကြေးသားတို့တိုက်ခိုက်ကြရင်ရှင်းကကြေးသားရဲ့ဟာခွက်ကိုရှာဖို့ကြိုးစားခဲ့ပြီးဟာနာရဲ့ရုံကပွဲနဲ့ဆာကာမိုတိုရဲ့ပေါက်ပေါက်ဆုပ်ဆိုတဲ့စကားကိုကြားခဲ့ပြီးငွေရောင်သပင်နဲ့ကြေးသားကိုဖက်ကရုံကလေးကပွဲစီခုံဆင်းခဲ့ပါတယ်။ကပွဲစီရောက်တဲ့အခါမှာတော့ရှင်းကရုံဝဲဆောင်ကိုဝစ်ခဲ့ပြီးဒုတိယအကြိမ်ဆက်ကြအောင်လို့တက်ကြစွာပြောကစတင်ထိုးခဲ့ကြောင်းငွေရောင်သပင်နဲ့လူလည်းတုံလှုပ်သွားခဲ့ပါတယ်။ငွေရောင်သပင်နဲ့လူကသူ့ရဲ့ဓာကြုံတွေကိုထုတ်ကအကောင်းဆုံးတိုက်ခိုက်ခဲ့ပေမဲ့ရှင်းရဲ့ထိုးချက်တွေကိုအဆက်မပြတ်ခံနေရပြီးပင်းလက်သီးတောင်ကျွေးခံခဲ့ရပါတယ်။ဆာကာမိုတိုရဲ့မိန်းမကတော့ဆာကာမိုတိုကိုပွဲအကြောင်းကိုလှည့်ပြောခဲ့ပေမဲ့ဆာကာမိုတိုကတော့မတုံမလှုပ်ပဲပွဲကိုစိတ်ဝင်စားကြည့်နေပါတယ်။အကြောင်းကတော့ရှင်းကိုစင်ရောက်ကနေကြည့်ပြီးညွှန်ကြားနေလို့ပဲဖြစ်ပါတယ်။ငွေရောင်သပင်နဲ့လူကလည်းသူ့စိတ်ကပြေဖို့မလွယ်ကူတာကြောင့်သူ့ကိုဘလို့တိုက်ခိုက်နေလဲစဉ်းစားမိရဖြစ်နေပြီးဝစ်စုံကိုဖျဲမိတဲ့အချိန်မှာရှင်းကမျက်လုံးမှိတ်ထားတာကိုတွေ့ခဲ့ရပါတယ်။ဒါကြောင့်ဆာကာမိုတိုကပွဲသိမ်းမှုလှမ်းပြောခဲ့ပြီးရှင်းကလည်းရုံကလေးကန်ကျခြေနှစ်ဖက်နဲ့ဇုံကန်ကပွဲကိုအဆုံးသတ်လိုက်ပါတယ်။ငွေရောင်သပင်နဲ့လူကိုရှင်းအမောက်သက်ပြီးနောက်မှာတော့ပန်းညံတွေကိုနောက်ထပ်ကြေးသားတွဲထက်ရောက်လာခဲ့ပါတယ်။ကြေးသားဘဲကတော့သူ့တွဲဘက်ကိုသူ့ရဲ့ဆောင်မုံအနေနဲ့ကိုယူရမယ့်တာဝန်ပြင်ပကတခြားအသက်တွေကိုမနှုတ်ယူဖို့တတိပေးနေပါတယ်
ရှင်းကိုတော့လူကငွေအောင်စပင်နဲ့လူစီမှာပါလာတဲ့အစိတ်ဖြည့်စည်းမျက်စင်းကိုခတ်ပေးနေပြီးဆာကာမိုတိုကတော့ငွေအောင်စပင်နဲ့လူကိုဘသူခိုင်းတာလဲလို့မေးခဲ့ပြီးမပြေခဲ့ရကြောင်းလူကစိတ်ပါတဲ့ဓာတ်နဲ့ထိုးကဖြည့်စည်းကိုတစ်စက္ကန့်တစ်စက်ချင်းအောက်ကိုချမေးလို့ချိန်ရောက်ခဲ့ပါတယ်။ဒါကြောင့်ငွေအောင်စပင်ကြေးသားလေသူ့ကိုဒေါ်နယ်ကိုင်ကုမ္ပဏီကငှားထားတာဖြစ်ကြောင်းနဲ့သူကအချိန်ပိုင်းလို့သမားဖြစ်ကြောင်းကိုပြောခဲ့ပါတယ်။ရှင်းကတော့ဂျေကက်ရှိလားလို့မေးခဲ့ပြီးလူကနားမလည်ရကြောင်းကက်ထုတ်ပြကရှင်းပြခဲ့ပါတယ်။ကက်ပေါ်မှာတော့ဂျပန်လူသက်ကြေးသားဖွဲ့စည်းရဲ့တစ်စိမ့်လုံးပါပြီးအသက်မခံရမချင်းအကျုံးဝင်စီဆိုတဲ့စာသားကိုရေးသားထားပါတယ်။ JA က professional ကြေးသားတွေကိုကင်နေပြီးဆာကာမိုတိုနဲ့ရှင်းက JA ရဲ့လူဟောင်းတွေဖြစ်ကဂျပန်မှာတော့ pro တွေက400လောက်ပဲရှိတယ်လို့ပြောခဲ့ပါတယ်။ငွေအောင်စပင်နဲ့လူကလည်းသူပြန်မေးရင်စိတ်မဆိုးဘူးမလားလို့အစပြောကဆာကာမိုတိုကိုအော်ရာဖွဲ့တွေကလို့ကြောက်ဘူးကြောင်မေးခဲ့ပါတယ်။ဆာကာမိုတိုကတော့မတုံမလုံးကြည့်နေပြီးငွေအောင်စပင်နဲ့ကြေးသားကလည်းဒါကဒန်နာကြီးမဟုတ်ဘူးပဲလို့ပြောခဲ့ပြီးရှင်းကတော့အန်အောနေခဲ့ပါတယ်။အဲ့နောက်ဟာနာတို့ရောက်လာကနေလက်သာစားဖို့ပြောခဲ့ပြီးရှင်းကတော့ကြိုးပြစ်ပြီးလှုပ်ပေးလိုက်မယ်လို့ပြောခဲ့ရကြောင်းကြေးသားလည်းအန်အောကမတက်တော့ဘူးလားလို့မေးခဲ့ပြီးရှင်းကတော့သူတို့ကအပျော်လာရှာတာလို့ပြောကထွက်သွားခဲ့ပါတယ်။ဟာနာကတော့ကြေးသားလက်ကိုအနာဂတ်ပလတ်စတာကပ်ပြီးကစင်မုံမှာတရုပ်ဆောင်သွားတာအရမ်းမိုက်တယ်လို့ပြောကထွက်သွားခဲ့ပါတယ်။ရှင်းကတော့အစိတ်ကြောင့်အုံနောက်လုံးလုံးပုံမမှန်တော့ကြောင့်ထောက်လိုင်းရေးမလုံးနိုင်တော့တဲ့အတွက်ပြန်ကြားဖို့ပြောနေချိန်ဟာနာတို့ရောက်လာခဲ့ပါတယ်။ငွေအောင်စပင်းနဲ့ကြေးသားလက်ဆေးနေတဲ့အချိန်မှာတော့ကြေးသားအတွက်ရောက်လာခဲ့ပြီးငွေအောင်စပင်းနဲ့ကြေးသားကဘိုင်းလက်နဲ့ OB ကိုတို့ဘာလာလောက်တာလဲလို့မေးခဲ့ပါတယ်။ဘိုင်းလက်ကတော့မင်းကိစ္စမတက်နိုင်သေးတဲ့အရာကိုလာပြီးကိစ္စတက်ပေးတာလို့ပြောခဲ့ပြီး OB ကိုတို့ကလည်းဂန်နဝင်ကြေးသားကြီးကိုတက်ဖို့မစောင့်နိုင်တော့ဘူးလို့ပြောခဲ့ပါတယ်။ဒါကြောင့်ဘိုင်းလက်ကဆာကာမိုတိုအကြောင်းကိုမင်းတို့ကမသိပေမဲ့ပါကအမာယိုကတော့ကောင်းကောင်းသိတယ်လို့ပြန်ပြောခဲ့ပါတယ်။လုံးနဲ့နှစ်ကောင်လုံးအန်အော်တကြီးနဲ့ဆာကာမိုတိုနဲ့တိုက်ခိုက်ရင်ရခဲ့တာလားလို့မေးခဲ့ပြီးဘိုင်းလက်ကတော့ချော်လင်းရခဲ့တာလို့ပြောခဲ့ပါတယ်။စပိန်ငွေရောက်နဲ့ကြေးသားကတော့ကြေးသားတွဲရဲ့ကြောင်းတော်ပုံစံတွေကိုကြည့်နေပြီးအရင်နေ့ကဘဲကန်တိုက်ပွဲမှာလူ200ကျော်တက်လာကြောင်းဒေါ်နန်ခိုင်မှာသူတို့ကလည်းခေသူတွေမဟုတ်ကြောင်းတွေးနေခဲ့ပါတယ်။ဆာကာမိုတိုမိမကတော့ဆာကာမိုတိုတို့စကားတိုးပြောနေရကြောင်းဘာတွေလှုပ်ဝက်ထားတာလဲကစားကောင်းကပြောရမကောင်းဘူးလားလို့စိတ်ညစ်စွာမေးနေပြီးဆာကာမိုတိုတို့ကလည်းချက်ချင်းညင်းခဲ့ရပါတယ်။လုံးနဲ့ရှင်းတဲ့လူကပတ်ဝန်းကျင်စောက်ချက်ကဆာကာမိုတိုတို့လည်းကစားကွင်းမှာကစားရဲ့အချိန်တွေကုန်ကညနေကိုရောက်လာခဲ့ပါတယ်။ရှင်းကတော့လောက်ကျန်ရေးသမားတွေမလာတော့ဘူးလို့ပြောနေတဲ့အချိန်လူကလည်းကစားကွင်းကနေရာလက်ကျဲပြီးမီးလဲလင်းနေရလို့ပြောကဆာကာမိုတိုကလည်းလောက်ကျန်ရေးသမားအကြိုက်မဟုတ်ဘူးလို့ပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဆာကာမိုတိုမိမကတရေအိမ်နဲ့ဝင်ဖို့ပြောခဲ့ပြီးလောက်ကျန်ရေးသမားအကြိုက်တွေ့တဲ့နေရာဖြစ်တာကြောင့်3ယောက်လုံးတုံ့လှုပ်သွားခဲ့ပါတယ်။အထက်ကိုရောက်တဲ့အခါမှာတော့လူကကြောက်စိတ်ပြေအောင်ရဲသေးတင်ခဲ့ပြီးဆာကာမိုတိုတို့ကိုဘိုင်းလက်က CCTV ကနေကြည့်နေခဲ့ပါတယ်။လွတ်နဲ့တနေရာရောက်မှာတော့ဇွန်ဘီပုံတဲ့လူတယောက်ကရှင်းတို့ကိုစတင်တိုက်ခိုက်လာပြီးရှင်းတို့ကရှောင်လိုက်တဲ့အချိန်ဆာကာမိုတိုစီရောက်သွားခဲ့ပြီးဆာကာမိုတိုကလည်းမိမအလင်းမှာကြောက်ချင်အောင်ဆောင်ကရိုက်နှက်ပြီးအကြောပိတ်လိုက်ပါတယ်။ဆာကာမိုတိုတို့ကို CCTV ကနေကြည့်နေတဲ့ OB ကူတို့ကဒီဖက်တီးကတိုင်းတက်သေးရလားလို့ပြောခဲ့ပြီးဘိုင်းလက်ကတော့သူကငါ့အတွက် hard point style နဲ့တက်ရမယ်လူပဲလို့ပြောခဲ့ပြီး OB ကူတို့ကလည်းတငယ်ချင်းတွေလားလို့မေးခဲ့ပါတယ်။ဒါကြောင့်ဘိုင်းလက်ကသူတို့ကတငယ်ချင်းတွေမဟုတ်ဘူးလို့ပြောကအရင်ချိန်ကအကြောင်းတွေကိုပြန်ပြောခဲ့ပါတယ်။လောက်ကျန်တက်ဖြည့်ရေးတင်တဲ့ JCC မှာတော့ဆုံခဲ့ကြသူတွေဖြစ်ပြီးအဲ့ချိန်တုန်းကဘိုင်းလက်က15နှစ်ဆာကာမိုတိုက14နှစ်ပဲရှိပါသေးတယ်။ဘိုင်းလက်ကဆာကာမိုတိုရဲ့တိုက်ခိုက်စွမ်းရည်သတင်းတွေကိုကြားခဲ့ပြီးသူတငယ်ချင်းတွေကိုတောင်လေ့ကျင့်ရေးကုန်းမှာအမောက်သိပ်ခဲ့တာမို့ hard point style မဲလို့ပြောကမိတ်ဖွဲ့ခဲ့ပါတယ်။ဒီလိုနဲ့အတန်းချိန်ပြင်ပတွေမှာဆာကာမိုတိုနဲ့အတူဘိုင်းလက်ကအချိန်ကုန်ခဲ့ပြီးချစ်သူများနေမှာတော့သူတို့က hard point နေမို့ဒါတွေကသူတို့နဲ့မဆိုင်ဘူးလို့ပြောနေချိန်မင်္ဂလိတုတ်ကဆာကာမိုတိုအကြိုက်ဆုံးကြည်စံကိုအလှဆင်ကလက်ဆောင်တွေပေးခဲ့ကြပြီးလက်ဆောင်တွေကိုလည်းသူမသိချိန်လာထားသွားတာကိုဘိုင်းလက်ကမြင်ခဲ့ရပါတယ်။လုံးနဲ့ဆာကာမိုတိုကအဲ့အရာတွေကိုကြည့်ပြီးစိတ်ပြက်နေတဲ့အချိန်လောက်ကျန်တက်ပြည့်ရေးဌာနကမင်္ဂလိတွေစီကရတဲ့လက်ဆောင်တွေကိုနာဂူမိုကလာပုတ်ခဲ့ပြီးဆာကာမိုတိုနောက်မှာရက်နေတဲ့ hard point ကိုဘယ်သူလဲလို့နာဂူမိုကမေးခဲ့ပါတယ်။ဆာကာမိုတိုကတော့မသိဘူးလို့ပြောခဲ့ရကြောင်းဘိုင်းလက်လည်းအန်အားသင့်သွားခဲ့ပြီးနာဂူမိုကစိတ်ဌာနက sorry ကိုတော့ညင်းခဲ့တယ်လို့ပြောကထွက်သွားကြပြီး sorry ဘွေးကဆာကာမိုတိုစီလက်ဆောင်ပေးဖို့ပြေးလာတဲ့အချိန်ရက်နေတဲ့ဘိုင်းလက်ကိုတိုက်ကဘိုင်းလက်လည်းလဲကျသွားခဲ့ပြီးပါးမှာအမာယွတ်ထင်သွားခဲ့ပါတယ်။ဒါကြောင့်ဘိုင်းလက်ရဲ့ပါးနဲ့ထက်တူရင်ဝက်ထဲမှာအမာယွတ်ထင်သွားခဲ့ပြီးဆာကာမိုတိုကသူ့ရဲ့ထိတ်တန်းရန်သူဖြစ်လာကြောင်းပြောခဲ့ပါတယ်။လုံးနဲ့တနေရာရောက်မှာတော့တကားတစ်ချက်ထဲကနေဇွန်ဘီတွေအများကြီးထွက်လာခဲ့ပြီးဆာကာမိုတိုကိုဘိုင်းလက်ကထိုးကပါသွားခဲ့ပြီးအားလုံးပဲလူစုကွဲသွားခဲ့ပါတယ်။ရှင်းကလည်းဆာကာမိုတိုကိုရှာရင်အခန်းတစ်ခုလည်းရောက်လာတဲ့အခါမှာတော့တတိမိတ်နေတဲ့ဟာနာတို့သားမိကိုတွေ့ခဲ့ပြီး OB ကူတို့ကငါတို့ပြင်းစရာကြီးနဲ့လာကြတာပဲလို့ပြောပြီးရောက်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲအမတ်မတင်လူက OB ကူတို့ကိုလွှဲကန်လိုက်ပြီးသူတို့မိသားစုနှစ်ပေါင်း400ထိမ့်သိမ်းလာတဲ့မြုပ်ကွက်ပဲလို့ပြောခဲ့ပါတယ်။ဆာကာမိုတိုကတော့သူမိမနဲ့တမိဘယ်မှာလဲလို့မေးခဲ့ပြီးဘိုင်းလက်ကငါမင်းမေမဟုတ်ဘူးမင်းကမင်းရှာလို့ပြောခဲ့ရကြောင်းဆာကာမိုတိုလည်းအလင်းမြပြေးထိုးခဲ့ပြီးဘိုင်းလက်ကလက်ထဲကရောင်းလုံးဘောလုံးတွေထောက်ကပောက်ခွဲလိုက်တဲ့ကြောင့်ဆာကာမိုတိုလွန်သွားတဲ့အချိန်ပြေးကအားနဲ့ထိုးခဲ့ပါတယ်။အခန်းထဲမှာတော့လူကနောက်တစ်ချက်ပြေးထိုးခဲ့ပြီး OB ကူတို့ကလက်သီးကိုဖမ်းကထိုးချက်တွေကပျော့ကြောင်ပြောကလူကိုခေါင်းကနေရှမ်းလိုက်ပြီးလူလဲခေါင်းမှုကလဲကျသွားခဲ့ပါတယ်။ OB ကူတို့ကသူစိတ်ပိုင်နှစ်ယောက်လုံးကို10စက္ကန့်တွင်တက်နိုင်ပြီးပြင်းစရာကောင်းတာကြောင့်ရှင်းကိုချုပ်လိုက်ပြီးလွှတ်တဲ့နဲ့တိတ်ကတဲနာကြီးကိုအသုံးပြုပြီး10စက္ကန့်တွင်သူ့ကိုထိအောင်မထိုးနိုင်ရှင်းကိုပိုင်းပြအောင်လုပ်မယ်လို့ပြောခဲ့ပါတယ်။လူကားတော့ငိုခဲ့ပြီး10စက္ကန့်တွင်ဘလို့ထိုးနိုင်မှာလဲလို့ပြောကရှင်းကိုတောင်းပန်ပါတယ်လို့ပြောခဲ့ပါတယ်။ဘိုင်းလက်ကတော့မင်းနားယူသွားတာ9နှစ်ရှိပြီဒါကငါတို့ကြားကမတူတဲ့9နှစ်ပဲလို့ပြောတဲ့အချိန်ဆာကာမိုတိုကနောက်ကနေထိုးခဲ့ပြီးဘိုင်းလက်ကတော့တစ်ချက်မကြည့်ပဲဘောလုံးနေနဲ့ထက်ပစ်ကဖောက်ခွဲလိုက်ပါတယ်။ဘိုင်းလက်ကမင်းအနေနဲ့ငါရဲ့ SPB လို့ခေါ်တဲ့စူပါဘောလုံးတွေကိုဘလို့မှခုခံနိုင်မှာမဟုတ်ကြောင်းနဲ့ငါရဲ့ Rocket Dynamite ထိုးချက်ကိုလည်းခံနိုင်မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဆာကာမိုတိုကတော့အဲ့ဒီအရာတွေပြင်ဘိုင်းလက်ရဲ့ဖန်တီးမှုအချက်လက်တွေကိုပါ JCC မှာတွေကတီးပြီးသားဖြစ်ပြီးပိတ်လိုက်တာလို့စိတ်ထဲကနေပြောနေခဲ့ပါတယ်။ဘိုင်းလက်ကတော့ဆာကာမိုတိုကိုအဆက်မပြတ်ထိုးက JCC မှာမင်းကငါအားကြရတဲ့ကောင်ဖြစ်ပြီးအခုကျအားပြောနေတာမြင်မကောင်းကြောင်းနဲ့မင်းမိသားစုကိုတော့မင်းမကာကွယ်နိုင်တော့ဘူးမလားလို့ပြောက Rocket Dynamite နဲ့ထိုးလိုက်ပြီးဆာကာမိုတိုလည်းလွန်ထွက်သွားခဲ့ပါတယ်။အဲ့ဒီနောက်ဘိုင်းလက်ကနှုတ်ဆက်ပါတယ်ဆယ်ကျော်သက်အမှတ်တရတွေလို့ပြောနေတဲ့အချိန်ခန္ဓာကိုယ်ကိုဓာတ်နဲ့ထိုးကန်လိုက်ရတဲ့ခံစားချက်တစ်ခုရခဲ့ပြီးဆာကာမိုတိုရဲ့ဘုံရဲ့ပါဝင်ပစ္စည်းမှုတွေပြောတဲ့ကိုကြားခဲ့ရပါတယ်
လုံးနဲ့စာကာမိုတိုကစက္ကန့်ပိုင်းတွင်ဝိတ်ချကသူ့ရဲ့အရင်ပုံစံနဲ့တူထွက်လာခဲ့ပြီးမင်းကိုမှတ်မိပြီး point လက်ငါလည်းလုံနိုင်တာကိုပြတော့မယ်လို့ပြောခဲ့ပါတယ် JA ကနေစုချင်းငွေထုတ်ထားတဲ့စာကာမိုတိုတို့ကတော့ကစားကွင်းမှာ point လက်တို့စုံတွဲနဲ့တိုက်ခိုက်နေရပါတယ်လူကရက်မူးကမျက်နှာပြောင်းတဲ့အမှုသမားပုံဖြစ်သွားခဲ့ပြီး OB ဂူရိုနဲ့တိုက်ခိုက်နေရပြီးအချိန်မပြည့်ခင်မှာသပင်နဲ့ OB ဂူရိုကိုထိလိုက်နိုင်ပါတယ်ရှင်းကတော့သူ့တက်ကလူရဲ့လက်ထဲမှာမို့တေချာတိုက်ခိုက်ဖို့ပြောနေပြီးလူကထက်တော့က OB ဂူရိုကိုတိုက်ခိုက်ခဲ့ပြီးတိုက်ခိုက်စွမ်းရည်ကောင်းတဲ့ကြောင့် OB ဂူရိုကသဘောကျနေပြီးလူကတော့မီယိုကနေချက်ပင်ထိုးလိုက်ပါတယ် OB ဂူရိုကတော့မင်းစွမ်းသားရှိငါ့ကိုတက်သွားလို့စိတ်အေးလက်အေးပြောနေချင်းလူကတော့စာကာမိုတိုမိသားစုစီကန်းအရာလူတက်ခွင့်မရှိဘူးလို့ပြောခဲ့ပါတယ် OB ဂူရိုကတော့စာကာမိုတိုမှာမိသားစု3ယောက်ပဲရှိတာပါလို့ပြောခဲ့ပြီးလူကဂျပန်ကိုသူရောက်တွေကသူတင်ခဲ့တာကအတွက်ချက်ပညာဖြစ်ပြီးသူ့ကိုအထင်သေးရလားလို့ပြောကဒေါသကြီးတဲ့အမှုသမားဖြစ်သွားခဲ့ပါတယ်လူနဲ့လူက OB ဂူရိုကိုအလင်းမြတ်ထိုးလိုက်ပြီးပါနာရောက်တဲ့ခါမှာတော့အရှိန်လျှော့ကညင်သားသွားထိုးလိုက်ပါတယ်တကယ်တော့လူကမူးပြေသွားတာဖြစ်ပြီးဘာတွေဖြစ်နေရလဲမမှတ်မိပဲဒီကိုဘလို့ရောက်လာတာလဲလို့မေးခဲ့ပြီး OB ဂူရိုကတော့လူရဲ့နေထိုင်ပုံနဲ့တိုက်ခိုက်စွမ်းရည်ကိုသဘောကျကဖက်ထားခဲ့ပါတယ်စာကာမိုတိုကတော့စက္ကန့်ပိုင်းတွင်ဝိတ်ကျသွားပြီမဲ့ဘာမှထူးသွားမှမဟုတ်ပဲမိမိသားစုအခက်တွေ့နေတာမို့အမြဲဆုံးတိုက်ခိုက်လိုက်ကြအောင်လို့ point လက်ကပြောခဲ့ပါတယ်စာကာမိုတိုကသူ့အားကိုစိတ်ချရတဲ့လူတွေရှိနေပြီမို့အခုကစိတ်ပူစရာမဟုတ်တော့ဘူးလို့ပြောခဲ့ပြီး point လက်ကအဲ့ဒါဘာဖြစ်လဲလို့ပြောတဲ့ချိန်စာကာမိုတိုကအလင်းမြန်ပြေးထိုးလိုက်ပါတယ်အဲ့နောက်အပြင်ဘက်ကိုရောက်တဲ့အခါမှာတော့စာကာမိုတိုကလွှဲကန်လိုက်ပြီးအဆက်မပြတ်ထိုးနေရကြောင်း point လက်လည်း dynamite လက်သီးနဲ့ထိုးခဲ့ပြီးစာကာမိုတိုကလည်းလက်သီးကိုရှင်းထိုးက dynamite လက်အိတ်လည်းပျက်စီးသွားခဲ့ပြီးစာကာမိုတိုကအဆက်မပြတ်ထိုးခဲ့ပါတယ်point လက်ကတော့ဒါကမှဂန်နဝင်ကျေးသားစာကာမိုတိုအစ်စ်ပဲလို့ပြောခဲ့ပြီးရောင်းဆုံးဘုံတွေပြစ်ကစာကာမိုတိုကဖမ်းလိုက်တဲ့ကြောင့် point လက်လည်းအန်အားတင်သွားခဲ့ပြီးစာကာမိုတိုကတော့ဘုံတွေကိုစုပ်ကပြေးထိုးခဲ့ပါတယ်နားယူသွားတာ9နှစ်ရှိပြီဖြစ်တာတော့စွမ်းရည်ထက်နေသေးတာပဲလို့ point လက်ကပြောခဲ့ပြီးစာကာမိုတိုကလည်းမင်းတော်တန်တာပဲ point လက်လို့ပြောခဲ့ပါတယ်စာကာမိုတိုကတော့အရင်ချိန်ကငါလည်းမင်းလို့မလိုအပ်တဲ့နေရာမှာအားရင်သုံးခဲ့ပြီမဲ့အခုတော့ငါချစ်တဲ့သူတွေအတွက်ပဲအားရင်ကိုသုံးတော့မှာဖြစ်ပြီးအဲ့ဒါကပဲငါ့ကိုတန်မာစီတာလို့ပြောကလေးပေါ်ခေါ်ထိုးခဲ့ပြီးနှစ်ယောက်လုံးရဟတ်ပေါ်ရောက်သွားခဲ့ပါတယ်အဲ့နောက် point လက်ကအရှုံးကိုရင်ဆိုင်ကမင်းကငရဲလို့ကျန်းတာကိုငါခုလက်ခံသွားပြီးမင်းက hat point မယ်လို့ပြောခဲ့ပါတယ်စာကာမိုတိုမိမကတော့ပန်းညံထဲမှာပြန်လို့လာကြအောင်ဘလို့ဖြစ်တာလဲလို့ရှင်းကိုမေးခဲ့ပြီးရှင်းကလည်းပင်မဲလို့နေမှာပါလို့ပြောကစာကာမိုတိုကိုရှာအောင်မယ်လို့ပြောခဲ့ပြီးထွက်သွားခဲ့ပါတယ်စာကာမိုတိုနဲ့ point လက်ကတော့အပြက်စီးတွေကြားထွက်လာပြီးမိန်းကလေးတယောက်ကလှမ်းခေါ်တဲ့အခါ point လက်ကယောက်ျားတယောက်ဘလို့တန်ရရလာလဲမမေးရဘူးမိန်းကလေးလို့တက်လွဲပြောခဲ့ပြီးဝန်ထမ်းမိန်းကလေးကတော့အပြက်စီးတွေရော်ပြီးဖို့ခေါ်တာလို့ပြောခဲ့ပါတယ်အဲ့နောက်စာကာမိုတိုကဝတ်သားပေါက်စီဝယ်စားခဲ့ပြီး point လက်ကတောင်းစားခဲ့ရကြောင်းစာကာမိုတိုကလည်းသူစားထားတဲ့တလုံးကျွေးခဲ့ပြီးကျန်တာကမိသားစုအတွက်လို့ပြောခဲ့ပါတယ် point လက်ကတော့မင်းကမိသားစုရှိသေးရလားလို့ပြောနေတဲ့အချိန်ရှင်းရောက်လာပြီးဝိတ်ကျသွားတဲ့စာကာမိုတိုကိုမြင်ကအံ့အားသင့်သွားခဲ့ပါတယ်point လက်ကတော့စုကြီးကိစ္စဘလို့ဆက်လုံးမှလဲလို့မေးနေပြီးစာကာမိုတိုမိမရောက်လာကဘာစုကြီးလေးလို့မေးခဲ့ရကြောင်းမာယာကကြီးစာကာမိုတိုတုံလို့သွားခဲ့ပါတယ်အဲ့နောက်စစ်စစ်မင်းမြန်ကန်းမှာတော့ point လက်ပါမစီမဆိုင်ဝင်ပါရပြီးစုကြီးဆိုတာဘာလဲလို့မေးခဲ့ရကြောင်းစာကာမိုတိုလည်းအမှန်တိုင်းပြောပြခဲ့ပါတယ်စာကာမိုတိုရဲ့မိမကတော့မိသားစုစီးမြင်600မိသားစုချင်းလှုပ်ဝက်ချက်မထားရဘူးဆိုတာကိုပြခဲ့ပြီးဘာလို့လှုပ်ဝက်ထားတာလဲလို့မေးခဲ့ရကြောင်း point လက်ကစာကာမိုတိုဘက်ကနေဝင်ကပြောပြခဲ့ပါတယ်စာကာမိုတိုမိမကလည်းနောက်တစ်ခါလှုပ်ဝက်ချက်မထားဖို့ပြောကစာကာမိုတိုလည်းခေါင်းချင်းခဲ့ပြီးစီတန်းလှည့်လည်ပွဲစီသွားခဲ့ကြပါတယ်ကျင်းကတော့စာကာမိုတိုကိုဘလို့ဆက်လုံးမှလည်းမေးနေပြီးစာကာမိုတိုကတော့အမှုတွေကိုခြေရလိုက်ခံပြီးသူထုတ်ထားတဲ့စုကြီးကိုပြန်ယူသိမ်းရမယ်လို့ပြောခဲ့ပါတယ်။ point လက်ကတော့သူတို့ပြန်တော့မှကြောင့်စာကာမိုတိုတို့ကိုနှုတ်ဆက်ခဲ့ပြီးစာကာမိုတိုကတော့ခြေရခံမှုသူ့မှာအတိတယောက်ရှိတယ်လို့ပြောခဲ့ပါတယ်။နောက်တစ်ရက်မှာတော့စာကာမိုတိုကအဆက်မပြတ်စားခဲ့ရကြောင်းဖက်တီးကြီးပြန်ဖြစ်သွားခဲ့ပြီးရှင်းလုံးနဲ့တူမြေအောက်အခွင့်9ဆိုင်ကြီးရောက်လာခဲ့ပါတယ်။ရှင်းကတော့ဒီနေရာကဘာအတွက်သုံးတာလဲလို့မေးနေပြီးစာကာမိုတိုကလည်းသတင်းတွေကိုဖလှယ်တဲ့နေရာမှာရုပ်ရှင်ပြပြန်ရိုက်ပေးတာလို့ပြောကအခွေကြီးကန်းစီသွားခဲ့ကြပြီးကြီးခဲ့ကြပါတယ်။အခွေထဲမှာတော့ဒွန်နန်ကိုင်ကိုလူ90လောက်နဲ့စတင်ခဲ့ပြီးဌာနချုပ်နေရာနဲ့ဝမ်းနဲ့ဘွယ်အဆုံးသက်ကိုပြခဲ့ကြပြီးပိုက်ဆံရှင်းတဲ့အခါမှာတော့ရန်9,6500ကြားခဲ့ရကြောင်းစာကာမိုတိုကကက်နဲ့ရှင်းခဲ့ပါတယ်။ရှင်းကတော့ဒီလောက်များတဲ့ပိုက်ဆံရှိရလားလို့မေးခဲ့ပြီးစာကာမိုတိုကတော့သူ့လူပြိုတုံးကစုထားတာတွေလို့ပြောခဲ့ပါတယ်။ကန်တစ်ခုထဲမှာတော့နာဂူမိုကိုဟရိုးဆိုတဲ့လူကစာကာမိုတိုနဲ့တွေ့ခဲ့ရလားလို့မေးနေပြီးနာဂူမိုကဝစ်လက်ကြောင်းပဲလုံနေရကြောင်းဓာတ်နဲ့ထိုးခဲ့ပြီးနာဂူမိုကခင်းနဲ့ကားကဓာကြီးကဟင်းပွဲလာမှ300လို့ပြောခဲ့ပါတယ်။ရှိရှိပါဆိုတဲ့လူကတော့ဟရိုးကိုဝင်ထားခဲ့ပြီးမြပြောမရတာကြောင့်ပြောလို့မရအောင်တော့အိုဆာရာဂီလို့မိန်းကလေးတယောက်ကိုပြောခဲ့ပြီးအိုဆာရာဂီကတော့အဲ့ဒါတွေစားကျင်တော့မှမတင်ဘူးလို့ရှိရှိပါကိုပြောခဲ့ပါတယ်ရှိရှိပါကတော့စကုံမှုကိုခေါ်တာဓာတ်နဲ့ထိုးခဲ့ပြီးငါးပကံတွေကကြက်သွန်ပြူတွေကဘာလို့နေရလဲလို့ပြောနေတဲ့အချိန်ဂျေကအီရီယာဆိုတဲ့လူရောက်လာခဲ့ပါတယ်အီရီယာကအော်ရာဖွဲ့သားတွေအတူတွဲမမြင်ရတာကြောက်ရင်မို့ထူးဆန်းတယ်လို့ပြောခဲ့ရကြောင်းဟရိုးကကြံတဲ့ဖွဲ့သား4ယောက်ကဘယ်မှလဲလို့မေးခဲ့ပါတယ်ရှိရှိပါကတော့ဖွဲ့သား3ယောက်ကတော့ဘယ်တော့မှလာမှာမဟုတ်ပေမဲ့အမြဲလာနေကြဖြစ်တဲ့တာကာမူရာကဘာလို့မလာလဲလို့မေးခဲ့ပါတယ်အီရီယာကတော့မကြခင်ကဂျေကကျေးသားတွေအသက်ခံခဲ့ရပြီးအမားချင်းနဲ့သတင်းပေးသွားကြအောင်အဲ့ကိစ္စကိုဖြေရှင်းဖို့ဂျေကအော်ရာဘွဲကိုဆေးလို့ခိုင်းလိုက်တယ်လို့ပြောခဲ့ပါတယ်စာကာမူတိုတို့ကတော့ဒွန်နန်ကိုင်ကိုရောက်လာကအထဲကိုဝင်ခဲ့ကြပြီးရုပ်ရှင်တွေကအတိုင်းထိတ်ဆုံးတက်ကဘောရဲ့အခန်းစီကိုဘေးကနေတွက်တက်ပြီးဝင်ရမယ်လို့ရှင်းကပြောနေပါတယ်ဒီလိုနဲ့အပေါ်ဆုံးတဲ့အခန်းစီရောက်တဲ့အခါတကားကိုဖွင့်ခဲ့ကြပြီးအထဲမှာအလောင်းတွေကြထိုင်နေတဲ့နာဂူမိုကိုတွေ့ခဲ့ကြပါတယ်နာဂူမိုကတော့ဒွန်နန်ကိုင်မှာရှိနေတဲ့လူတွေနဲ့ဘောကိုလာသက်တာဖြစ်ပြီးမင်းကိုလည်းတက်ရမှာပဲစာကာမူတိုလို့ပြောကလှင်မြန်တဲ့အချိန်နဲ့ရှင်းနောက်ကိုရောက်လာကလေဘင်းကိုဓာတ်နဲ့ထိုးခဲ့ပါတယ်ဒါပေမဲ့ဒါကအတူဖြစ်နေရကြောင်းရှင်းလည်းမသိခဲ့ပဲနာဂူမိုကခုနကဖြစ်သွားတဲ့မျက်နှာကိုမြင်သင့်တယ်လို့စားနောက်ခဲ့ရကြောင်းရှင်းတဲ့လူလည်းအာလူးပင်ထက်ဆိုင်လိုက်ပါတယ်နာဂူမိုကတော့သူ့ရောက်တွေကအလောင်းတွေကိုတွေ့ခဲ့တာဖြစ်ပြီးသူကလည်းသူ့ကိစ္စနဲ့သူလာတာလို့ပြောခဲ့ပါတယ်စာကာမိုတိုကလည်းဘာကိစ္စလဲလို့မေးခဲ့ပြီးနာဂူမိုကတော့ဂျေကကျွမ်းကျင်ကျေးသားအယောက်100ကျော်အသက်ခံထားရပြီးတက်သွားသူကအိတ်ဆိုတဲ့အမားကြီးကိုခြံသွားခဲ့ရကြောင်းဂျေကိုသူတို့ကတခုခုပြောချင်နေတဲ့အတွက်စုံစမ်းနေရဖြစ်ပြီးအဲ့အမတ်ကိုသူတို့ကဆလာလို့ခေါ်ကြောင်းပြောခဲ့ပါတယ်အော်ရာဆိုတာကတော့ဂျေရဲ့အကောင့်ကအကောင့်ဆုံးကျေးသားတွေနဲ့ဖွဲ့စည်းထားဖြစ်ပြီးသူတို့တာဝန်ကရှင်းရခက်တဲ့ကျေးသားတွေကိုရှင်းကကျေးသားလောကကိုဟန်ချက်ညီအောင်ထိန်းပေးရတာဖြစ်ပါတယ်
အရင်ကဆာကာမိုတိုကလည်းအော်ရာဖော့ရင်ပဲလို့နာဂူမိုကပြောခဲ့ရကြောင်းရှင်းလဲအန်အားတင်သွားခဲ့ပြီးနာဂူမိုကတော့ဆာကာမိုတိုစူဂျီထွက်လာတဲ့ကဒီကိစ္စတွေဖြစ်လာကြောင်းဆက်လာကိုတတိထားဖို့ပြောခဲ့ပါတယ်ခန်းတစ်ခုထဲမှာတော့လူတစ်ယောက်ကသွေးစွန်းနေတဲ့လက်နဲ့အမှားကြီးတစ်ခုရေးဆွဲနေပြီးညီမညီသိဖို့ဆိုရင်နောက်ဆုတ်ကြည့်ရတယ်လို့ပြောနေပါတယ်ဆာကာမိုတိုတို့ကတော့ပုံမှန်နေ့ရက်တိုင်းစိုက်မှာဈေးရောက်နေကြပြီဆာကာမိုတိုကရန်သူတွေကဘယ်သူ